နော်ဒီနေ့ကတော့ဟင်းချက်မှာပြင်းတာနဲ့ဒီအာလူးလေးကိုဒီပပလေးတွေလီပြီးတော့air fryer လေးနဲ့ဟင်းချက်ပြမှာဖြစ်ပါတယ်အာလူးလေးတွေကိုဒီအရင်ဆုံးပေါ့နော်ဒီအပြားကြီးကြီးလေးစားချင်တာနဲ့အပြားကြီးကြီးလေးပဲလီလိုက်ရပေါ့နော်အဲ့ဒါပြီးတော့ဒီအာလူးကိုအရသာမုံနေနဲ့နေပါမယ်ပထမဆုံးဒီတပခေါ်လဲမေနေရတော်လေရောင်းတဲ့မောက်ရယ်ဒီစနမ်းမောက်ရယ်ပြီးကြတော့ဒီစားစက်သားမုံပေါ့နော်စားကတော့ဒီဘူးလေးချစ်စရာလေးမို့လို့အဲ့တော့ဒီဘူးလေးကိုလိုချင်လို့ပေါ့နော်ဝယ်လိုက်တာဒီအိုင်ယိုလေးစားပေါ့အဲ့ပြီးတော့စက်သားမုံကတော့ကုန်ကန်နီးနေပြီစက်သားမုံကတော့တဟိစသုံးထားပါတယ်အဲ့ဒါပြီးတော့ပါပေါ့နော်ကောင်းမောင်လေးပြောင်းကောင်းမောင်လေးနည်းငယ်ထည့်မယ်အဲ့ဒါမှသူကအဲ့လိုစီစီလေးနဲ့လေးစားလို့ကောင်းတယ်ပြီးတော့ပုံမှန်ဆိုရင်တော့စီလေးထည့်ရကွယ်ဒါပေမဲ့ဒီနေ့ကတော့မလာရှန်ကုန်းအနှစ်လေးရှိရဖြစ်တဲ့အတွက်သူ့ရဲ့မှာကလည်းစီပါပြီးသားဆိုတော့စီကိုထပ်မထည့်တော့တာပေါ့နော်မလာရှန်ကုန်းအနှစ်လေးကိုလက်ဖက်စားစွန်းတစ်စွန်းစာလောက်ပဲထည့်ပြီးတော့နေပါမယ်ဗာလေသူကသူ့ရဲ့မှာစီပါပြီးသားဆိုတော့ပေါ့နော်စီထဲစရာမလိုတာဒါပေမဲ့ဒီချောင်းကအနှစ်မပါဘူးဆိုရင်တော့ပုံမှန်ဆိုရင်တော့စီလေးလက်ဖက်စားဆိုတော့စွန်းစာလောက်ထည့်တယ်ပေါ့နော် air fryer ကစီလေးနည်းနည်းလေးပါမှလည်းစီမလိုဘူးဆိုပေမဲ့ပေါ့စီလေးနည်းနည်းလေးပါမှလည်းအဆင်ပြေတာပါair fryer ထဲမှာမိနစ်20လောက်ထားလိုက်ပါမယ်အပူချိန်180နဲ့အဲ့ဒါပြီးတော့ဒီစက်သွန်မြိတ်လေးပေါ့နော်စက်သွန်ကိုဟိုက်ဒရိုပိုနစ်နီးနဲ့စိုက်ထားတဲ့ဒီစက်သွန်မြိတ်လေးတွေထဲကိုခူးထားပါမယ်အဲ့ဒါပြီးရင်တော့တက်သွားပြီကြည့်မယ်ပေါ့နော်အဆင်ပြေရဒါဆိုရင်နောက်ထပ်လုပ်စရာမလိုတော့ဘူးအဲကြတော့ခုနကစက်သွန်မြိတ်လေးတွေကိုညက်လေးလီထဲလိုက်ပါမယ်အဲ့ဒါဆိုရင်ရောက်သွားပြီပေါ့နော်ပြီးတော့ပဲထမင်းချက်ထားတာကိုပဲစီစစ်လေးဆက်ပြီးတော့စပါမယ်ပဲထမင်းကတော့သူကကလပဲနဲ့လောက်ထားတဲ့ပဲထမင်းပေါ့နော်သူပဲနည်းလေးနဲ့ချက်တယ်ဆိုရင်တော့ပိုကောင်းတယ်လीပဲထမင်းအဲ့ဒါတော့အခုကျွန်မအကြိုက်ဆုံးဒီငပိထောင်းကိုတမရလေးစမ်းလေးနဲ့ပေါ့နော်အငန်ကလည်းကြိုက်တယ်ရှင်အဲကြတော့ဒီအဖေကြောက်ချိုကြောက်လေးရယ်ထမင်းရယ်စပါတော့မယ်ရင်နွေးကလည်းထမင်းစားပြီးရင်ဟာလေအလုံးမဖြစ်မနေရင်နွေးတောက်တတ်တော့ပေါ့နော်ထမင်းစားတဲ့ရင်နွေးကြလေးတစ်ခွက်ကတော့ထမင်းစားပြီးမှပေါ့နော်အဲ့လိုတောက်ဖြစ်ပါတယ်စကားကြည့်ရင်ထမင်းဆက်စားလိုက်အောင်နော်တတာ